ဒါလေဘယ်နေရာကိုလဲကြောင်းအဖေတို့အမေတို့မှာခဲ့တဲ့အတိုင်းမိဘနဲ့ပတ်သက်တဲ့အချင်းလေးတွေဒါအရင်ဆုံးဆိုပြီးနေတယ်ဆိုတော့အဖေနဲ့အမေကြားလို့ပါလေအမိဝင်ကြမှာဘဝလည်းနှလုံးမခုံးလည်းနဲ့တပါအကျဉ်းနာသမှုတရားကပါပင်မကြီးစွာစောင့်ရှောက်လာမယုံစတဲ့စေတနာပါမညိုပန်းကလေးအဖေအမိပါလူလာမြောက်အောင်တွေ့မွေးလာရန်ရောတဲ့အထင်နဲ့အမေနှစ်တွေကြာသောအခါအဖေနဲ့အမေမှာသပင်ကျူပါရင်တွန်းလာအိုမေလာသာသမီအတွက်ဝိနည်းမပြတ်နိုင်မှာကြည်ရဆုံးတဲ့တနေ့မှာသာကခွဲခွာသမီးကလည်းခွဲခွာသွားတာချစ်လီချစ်မရအတွက်သာအိုးအချစ်စံဝင်သွားကြတာအဖေအိုအမေအိုကြီးခမသူတို့အတိုင်းအဝိုင်းနဲ့အတူနေဖို့ခက်လာပြန်တာအိုးတော့ကကြုံရအဖေအိုကြီးလည်းမပြေသာပါအမေအိုကြီးလည်းဝေဒနာပါတိမ်အိုကြီးမရောက်သေးပါအချစ်တော်ဝါလေးထဲမှာကြံခဲ့ရပြီအဖေအမိပါကျွန်တော်တို့ငယ်စဉ်တောင်းရင်ကလေးဘဝမှာလူမမသိတဲ့အရွယ်ကလေးမှာအိုဝဲလို့ဘုရားဆအရွယ်ကလေးကနေအဖေနဲ့အမေရဲ့ရင်ဝင်ထားမှာအဖေတို့အမေတို့ထိုးပွေယူရကျင်တော်မှုတွေကျွန်တော်တို့သားသမီးတိုင်းအပြည့်ဝခံစားခဲ့ရဖို့ပါတယ်ကျွန်တော်တို့စကားလေးနည်းနည်းလေးတဲတော့ငါသားလေးကစကားပြောထက်လာပြီငါသမီးကြီးကတက်စကားတက်လိုက်တာတီတာပလီပလာတွေနဲ့ပြောထက်တော့အဖေတို့အမေတို့ကပူပြီးချစ်ခဲ့ကြတာပေါ့အချိန်နဲ့အရွယ်ရောက်လာတော့သားသမီးတွေကအိမ်တော်ရသားချတော်မယ်လို့ပြောတော့အဖေတို့အမေတို့ခတ်လာသူတို့ရဲ့ချင်းမှာအသက်နှလုံးကိုအနဲ့ထိုးထားတယ်လို့ငါချင်းခံစားလိုက်ရတာပါဒါပေမဲ့မိဘတွေမှာဘလောက်ပဲအသက်ရွယ်ရနေတော့သားသမီးတွေအတွက်ဆိုဝတ္တရားမပြည့်လူဘုံအလင်းပေါ့မင်္ဂလာခန္ဓာကြီးခန္ဓာနာကျင်းပပေးခဲ့ခပ်ပြားတို့ကျွန်တော်တို့ရဲ့မိဘတွေပါကျွန်တော်တို့သားသမီးတွေကတော့အိမ်တော်ရသားကြသွားတဲ့အခါမှာငါသားအတွက်ငါမယားအတွက်ရဲတော့လေအလုတ်ကိုကြိုးစားရှာဖွေရုန်းကန်ခဲ့ကြပြီငယ်စဉ်တောင်ကြီးကလေးဘဝကတော့လူလားမြောက်တဲ့အရွယ်ထိပြုစုဆောက်ရှောက်ကျွေးခွေးခဲ့တယ်မိဘနှမရဲ့မေတ္တာတရားတွေကျေးဇူးတရားတွေကိုကျွန်တော်တို့သားသမီးတွေနေနေကြကြပါတယ်မိဘတွေခမရမှာတော့အိမ်တော်ရသားကြသွားတဲ့သားတွေသမီးတွေနဲ့အတူတူလိုက်နေကြကြတာပေါ့ဗျာသားနဲ့လိုက်နေမယ်ဆိုရင်တော့ကျွေးမရဲ့လူကြီးပြစ်ပယ်ခြင်းကိုခံရမှာကြောက်ပြီးတော့အဖေနဲ့အမေမှာလိုက်နေခဲ့ကြပါဦးသမီးနဲ့လိုက်နေမယ်ဆိုပြန်တော့လေတမတ်ရဲ့လူကြီးပြစ်ပယ်ခြင်းကိုခံရမှာဆိုလို့အဖေနဲ့အမေမှာလိုက်နေရပြန်ပါဘူးနောက်ဆုံးတော့ဘယ်သားသမီးနဲ့မှလိုက်နေရတဲ့အဆုံးမှာတော့ကျွန်တော်တို့ငယ်တဲ့တောင်ကြီးကလေးဘဝဒီသားသူတွေအတူတူနေခဲ့တဲ့အိမ်ကလေးထဲမှာပဲ
အဖေနဲ့အမေခမရမောအထီးကျတော်နဲ့ကြံနေခဲ့ရပါတယ်ဒါကြောင့်ကျွန်တော်ကအချစ်တောင်ဘဝကလေးအဖေအမေတို့ပြင်လာရခြင်းဖြစ်ပါတယ်အဖေနဲ့အမေရင်ဝင်ကြမှာဘဝလည်းနှလုံးတစ်ခုလည်းနဲ့တပါအကျဉ်းနာသမှုတရားကပါပင်မကြီးစွာစောင့်ရှောက်လာမယူစတဲ့စေတနာပါမညှိုးပန်းကလေးအဖေအမေပါလူလာမြောက်အောင်ကျွေးမွေးတွေ့ကြတော့အခါအဖေနဲ့အမေမှာသပင်ကျူပါရီတွန်းလာဦးမင်းလာကသာသမီအတွက်ဝိတရားမပြတ်နိုင်မှာကျင်ရဆုံးတဲ့တနေ့မှာတာကခွဲခွာသမီးကလည်းခွဲခွာသွားတာချစ်လီချစ်မရအတွက်သာအော်အချစ်စံဝင်သွားကြတာအဖေအိုအမေအိုကြီးခမညာသူတို့အတိုင်းအဝိုင်းနဲ့အတူနေဖို့ကလာပြန်လာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြေသာပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးရဲ့နှစ်ယောက်သေးပါအချင်းတော်ဝါကလေးထဲမှာကြံခဲ့ရပြီအဖေအမေပါသာသမီတိုင်းမိဘတွေခွေးတဲ့ထမင်းကိုပြုံးပြုံးကလေးတွေနဲ့စားခဲ့ဘူးမိဘတွေအလဲကြရင်လည်းပြုံးပြုံးကလေးတွေနဲ့ပဲပြန်ကျွေးနိုင်ကြပါသေးဗျာအားလုံးပဲကျေးဇူးများတင်ပါတယ်